စစ်ပညာစံစုတုံစုဤစစ်ပညာအခန်းအစီအစဉ်တကျပြုလုပ်ခြင်းတတုံစုကဆိုသည်စစ်ပညာသည်နိုင်ငံအတွက်အလွန်အရေးပါသည်နှစ်ကင်းသည်အသက်ရှင်ခြင်းနှင့်တေဆုံးခြင်းလုံခြုံမှုနှင့်ဖျက်ဆီးမှုတို့ကိုဆောင်ရွက်ပေးနိုင်သဖြင့်အလွန်တည်တတ်စွာစူးစမ်းလေ့လာရမည်ဖြစ်သည်သုံးစစ်ပညာတွင်အမြဲတမ်းတွေးခေါ်စူးစားရာတွင်အခြေခံအချက်၅ချက်ရှိသည်လေးချက်၅ချက်မှာတေမိဘပြည်သူနှင့်မေတ္တာစည်းလုံးမှုနှစ်ကောင်းကင်နတ်ဘုံနှင့်ရာသီဥတုများ၃မြေမြောက်အကွာအဝေးအန္တရာယ်နှင့်လုံခြုံမှုမြေညီပြင်နှင့်မြင့်တက်ခြင်း၄တပ်မတော်ဦးဆောင်သူ၏အရေးချင်းများ၅ဤစနစ်နှင့်စည်းကမ်းချက်များဖြစ်သည်ငါမိဘပြည်သူနှင့်မေတ္တာစည်းလုံးမှုဆိုသည်မှာပြည်သူများသည်မိမိ၏မင်းတရားအားတစ်စိတ်တစ်ပိုင်းမကူ၍အားလုံးဖြင့်တက်တန်းပေးနိုင်သည့်ယုံကြည်မှုနှင့်တန်ရောစဉ်ရှိသည့်အခြေအနေကိုဆိုလိုသည်၆ကောင်းကင်ဆိုသည်မှာညနေနနက်အေးနှင့်အပူရာသီဥတုမျိုးစုံကိုဆိုလိုသည်ခုနှစ်မြေမြောင်ဆိုသည်မှာအကွာအဝေးနီးဝေးအန္တရာယ်ရှိသောနေရာနှင့်လုံခြုံသောနေရာများမြင်ကွင်းပွင့်သောနေရာနှင့်ကျက်တဲသောလမ်းကြောင်းများအသက်ရှင်မှုနှင့်တည်ဆုံမှုတို့၏အခြေအနေများကိုဆိုလိုသည်ရှစ်တပ်မတော်ဦးဆောင်သူဆိုသည်မှာဉာဏ်ပညာသမာဓိတနာကျင်နာမှုရဲရင့်မှုနှင့်တင်းကျပ်မှုတို့ဖြစ်သည်ကိုနီးစနစ်နှင့်စည်းကမ်းဆိုသည်မှာတပ်ဖွဲ့များအားတည်သက်စွာအုပ်စုခွဲခြင်းအရာရှိအဆင့်များအားစီစဉ်ခြင်းတို့ဖြစ်သည်တစ်ဆယ်၏အချက်၅ချက်ကိုသိမြင်ပြီးနောက်တိုက်ခိုက်မှုအောင်မြင်မည်မဟုတ်မည်ကိုအစဉ်အမြဲတွေးခေါ်သင့်သည်ဆက်တမည်သူကမိမိအားသာသည့်အချက်များစွာရှိကြောင်းပြသနိုင်ပါကအဲ့ဒီဘက်သည်စစ်ပွဲတွင်အနိုင်ရနိုင်သည်ဆက်နှစ်မည်သူကမိမိအားနည်းသည့်အချက်များစွာရှိကြောင်းပြသရင်အဲ့ဒီဘက်သည်စစ်ပွဲတွင်ရှုံးနိမ့်နိုင်သည်ဆက်သုံးထို့ကြောင့်စစ်ပွဲတွင်အနိုင်ရခြင်းသည်တချို့ထင်တကဲ့သို့မကောင်းမှုကိုကံကောင်း၍ကြော်လွှားခြင်းမဟုတ်ဘဲအကျိုးကျင့်စဉ်းစားမှုများ၏ရလဒ်ဖြစ်သည်ဆက်လေးအနိုင်ရရန်မလွယ်ကူတော့လဲအနိုင်ရခြင်းသည်အမြဲတမ်းအကျိုးစီစဉ်တတ်မှုမှဖြစ်ပေါ်သည်ဆက်၅စစ်ပွဲမဖြစ်မီတွင်အနိုင်ရနိုင်မှုကိုတွေးမြင်နိုင်ရမည်ဆက်၆စစ်ပွဲမဖြစ်မီတွင်အနိုင်ရနိုင်မှုကိုတွေးမြင်၍မရပါကစစ်ပွဲဝင်ခြင်းမပြုသင့်ဆက်ခုနှစ်တဦးတည်းတွင်တဦးထက်ပိုမိုမြန်ဆန်၍ရှင်းလင်းစွာအောင်မြင်နိုင်သူသည်တဦးထက်ဦးဆောင်မှုကျော်လွန်ခြင်းကြောင့်ဖြစ်သည်ဆက်ရှိအောင်မြင်မှုသည်ကြိုတင်အစီအစဉ်ချမှုနှင့်သက်ဆိုင်ပြီးမအောင်မြင်မှုသည်ကြိုတင်မစီမံသင့်မှုကြောင့်ဖြစ်ပေါ်သည်ဆက်ကိုထို့ကြောင့်မည်သူမဆိုမိမိအစီအစဉ်ပေါ်မူတည်ပြီးအောင်မြင်မှုနှင့်ရှုံးနိမ့်မှုကိုခံမှန်းနိုင်သည်နှစ်ဆက်အောင်မြင်မှု၏နိမိတ်လက္ခဏာသည်စစ်ပွဲမဖြစ်မီတွင်ပင်သိနိုင်သည်စစ်ပညာစံစုတုံစု၏စစ်ပညာအခန်းနှင့်စစ်တပ်ရာတွင်ကုန်ကြစရိတ်တစ်စစ်တပ်တစ်ကိုတိဆောက်ရန်လိုအပ်သည်မှာ1000စစ်သည်100ယုံပြ100တနက်သည်100မြင်းဖြင့်စီးသည့်စစ်သည်နောက်ပြီးစစ်တပ်ကောင်းကောင်းကိုထောက်ပံ့ရန်လိုအပ်သောကုန်ကြစရိတ်ကြီးများဖြစ်သည်နှစ်တရက်တညအတွင်းစစ်တပ်တက်ကိုဦးတည်သွားရာတွင်ထောက်ပံ့ရန်အတွက်ငွေလုံးငွေကြားများစွာလိုအပ်သည်သုံးတပ်မတော်တက်ကိုရှေ့ကျစွာထိမ့်သိမ်းထားပါကနိုင်ငံ၏အင်အားကိုပျက်စီးစေနိုင်သည်လေးစစ်ကြမြင့်လျင်တိုင်းပြည်၏စီးပွားရေးတက်တာမှုပျက်စီးသွားမည်ငါထို့ကြောင့်စစ်ကိုလျင်မြန်စွာပြီးမြောက်စေရန်အစီအစဉ်များချမှတ်ရမည်6စစ်တီအတွက်လိုအပ်သည်မှာအမြန်ဆုံးအနိုင်ရခြင်းဖြစ်ပြီးကြာမြင့်မှုမရှိသင့်ခုနှစ်စစ်ကိစ္စတွင်ကြာမြင့်လျင်မြန်မာပြည်သူတို့၏အင်အားပြောက်ကွယ်သွားမည်ရှစ်မြန်မာပြည်သူတို့၏အင်အားပြောက်ကွယ်သွားလျင်နိုင်ငံ၏အင်အားအလုံးပျက်စီးမည်ကိုထို့ကြောင့်စစ်တီအမြန်ဆုံးအောင်မြင်စေရန်ကြိုတင်စီစဉ်ပြီးပြုလုပ်ရမည်တစ်ဆက်စစ်ပွဲတစ်ပွဲတွင်ရှုံးနိမ့်ခြင်းသည်ငွေကြေးနှင့်ပတ်သက်သောအခြေအနေတစ်ခုအဖြစ်လည်းရှိနိုင်သည်ဆက်တပြည်သူများ၏စားနပ်ရိက္ခာများနှင့်တယံဇာတများကိုအလွန်ကျွံဆွဲစားခြင်းဖြင့်မဖြစ်သင့်ဆက်နှင့်မိမိတိုင်းပြည်၏တယံဇာတကိုမကုံစီမသုံးဘဲရန်သူကိုချက်ချင်းချေမှုန်းရမည်ဆက်သုံးရန်သူ၏အတိုင်းအတာကိုမျှတစွာမှန်မှန်ကန်ကန်လေ့လာပြီးနောက်သူ့အားနည်းချက်ကိုအကျိုးယူစွာအသုံးချရမည်ဆက်လေးရန်သူ၏အင်အားကြီးမှုကြောင့်မိမိတိုင်းပြည်၏အင်အားကိုဖျက်ဆီးသင့်ခြင်းမရှိဘဲစစ်တော်မူရမည်ဆက်၅ရန်သူပြည်နယ်၏စားနပ်ရိက္ခာများကိုသိမ်းယူနိုင်လျင်မိမိတိုင်းပြည်၏တပ်ဖွဲ့ကိုတိုးတက်စေနိုင်သည်ဆက်6တထောင်သမားသည်ရန်သူ၏အစီအစဉ်များနှင့်အခွင့်အလမ်းများကိုသိနိုင်ပါကတထောင်သမားကိုတရားမြင့်မြတ်စွာထိန်းသိမ်းနိုင်မည်ဆက်9ရန်သူအားကင်တွယ်ဖို့အခွင့်ကောင်းကိုအသုံးချပြီးမိမိတပ်၏တပ်တန်းကိုတိုးမြင့်ရမည်ဆက်8တပ်ထဲကိုသာအသုံးပြု၍တိုင်းပြည်တစ်ခုကိုကင်တွယ်နိုင်ခြင်းသည်အလွန်အောင်မြင်မှုတစ်ရပ်ဖြစ်သည်ဆက်9စစ်ပွဲတွင်အကျိုးရှိစေဖို့တပ်ရင်းတုံးကြီးရောင်းသူများစစ်ရင်းအင်အားထောက်ပံ့သူများနှင့်တပ်မတော်ထောက်ပံ့မှုတာဝန်ရှိသူများအားကောင်းစွာစီမံရမည်20ငွေကြေးထောက်ပံ့မှုကောင်းစွာရှိမှသာတပ်မတော်သည်အားပြည့်စုံနိုင်သည်
နှစ်ဆက်တတက်မတော်အားလုံးသည်မိမိတိုင်းပြည်၏စားနပ်ရိက္ခာများနှင့်နေထိုင်ရေးအတွက်တိုက်ရိုက်သုံးစွဲသင့်မည်နှစ်ဆက်နှင့်အလွန်အကျွံခရီးသွားမလိုဘဲအနည်းဆုံးနေရာတွင်ပြင်ဆင်ခြင်းဖြင့်စစ်ကိုအောင်မြင်စေသင့်သည်နှစ်ဆက်သုံးမည်သည့်တိုင်းပြည်မဆိုစစ်ဖြစ်မှုကြောင့်မဖျက်ဆီးရနှစ်ဆက်လေးစစ်သည်တက်တာချုံမွေ့စွာပြုလုပ်ရမည်နှစ်ဆက်ငါးထိုးကြောင့်တက်မတော်ကိုမြ мян ဆန်ဆန်တက်ခိုင်းရမည်နှစ်ဆက်6စစ်ပွဲ၌ထိရောက်မှုရှိစေရန်သုံးစွဲမှုများအားတေချာစွာစီမံရမည်စစ်ပညာစံစုတုံစုဤစစ်ပညာအခန်း3မုံတော်သားမရှိဘဲအနိုင်ရခြင်းတစစ်ပညာအတွင်းအကောင်းဆုံးသောအောင်မြင်မှုမှာရန်သူစစ်တပ်ကိုမချိုးဖောက်ဘဲအောင်နိုင်ခြင်းဖြစ်သည်နှစ်ဒုတိယကောင်းဆုံးမှာရန်သူ၏မဟာမိတ်များကိုဖျက်ဆီးခြင်းဖြစ်သည်သုံးတတိယမှာရန်သူ၏စစ်တပ်အားတိုက်ခိုက်ခြင်းဖြစ်သည်လေးအနှုတ်ဆုံးမှာရန်သူ၏မြို့များအားဝင်ရောက်ဖော်ကျော်ခြင်းဖြစ်သည်ငါတိုက်ခိုက်ရာတွင်မြို့တော်များအားဝင်ရောက်ဖော်ကျော်ခြင်းသည်နောက်ဆုံးနည်းဖြစ်သည်6အကြောင်းမှာမင်းတရားတစ်ပါး၏မြို့တော်တစ်မြို့ကိုဖျက်ဆီးရာတွင်ကုန်ကြစည်များအလွန်ကြီးမားပြီးပြည်သူများ၏အင်အားကိုလည်းပျက်စီးစေနိုင်သောကြောင့်ဖြစ်သည်9ထို့ကြောင့်မြို့တော်များကိုဖျက်ဆီးခြင်းမပြုဘဲအနိုင်ရနိုင်သည်ရှစ်စစ်သမားသည်အနိုင်ရရန်လိုအပ်သည့်အခါမစောင့်မျှော်ဘဲထိရောက်စွာရန်သူအားချေမှုန်းရမည်ကိုတအူးတစ်ခုအားအနိုင်ယူမည်ဆိုလျင်ရန်သူတပ်ကိုချိုးဖောက်၍မရဘဲတအူးတက်ချင်းကွဲပြားစေကမတည်တံ့စေရမည်တစ်ဆက်ဗိုလ်ချုပ်ချုပ်ထွေးကောင်းသူသည်ရန်သူတပ်အားဘေးမပေးဘဲအနိုင်ယူနိုင်ရမည်ဆက်တစစ်ပညာ၌အကောင်းဆုံးတော်လှန်မှုသည်မြည်သည့်တိုင်ကြားမှုမှမလိုဘဲရန်သူကိုအနိုင်ယူခြင်းဖြစ်သည်ဆက်နှစ်ဗိုလ်ချုပ်ကောင်းသည်စစ်ပွဲဖြစ်ခြင်းမရှိဘဲရန်သူအားအနိုင်ယူနိုင်ရမည်ဆက်သုံးအနိုင်ယူနိုင်ခြင်းသည်ရန်သူ၏အားနည်းချက်ကိုအသုံးချ၍ဖြစ်ရမည်ဆက်လေးမိမိ၏အားသာချက်ဖြင့်ရန်သူ၏အားနည်းချက်ကိုတိုက်ခိုက်ရမည်ဆက်ငါစစ်ပွဲ၌မိမိအင်အားအလုံးကိုစုပေါင်းပြီးရန်သူ၏အင်အားအားနည်းဆုံးနေရာကိုတိုက်ခိုက်ရမည်ဆက်6တအူးတစ်ခု၏အားသာချက်သည်ကဏ္ဍထက်ဉာဏ်ပညာဖြင့်ဖြစ်ရမည်ဆက်9တက်မတော်အင်အားသည်ပြန်လည်စဉ်းစားမှုနှင့်စီမံခန့်ခွဲမှုအပေါ်မူတည်သည်ဆက်8မိမိတပ်အားကောင်းသောနေရာသို့လှည့်ရွှေ့ခြင်းဖြင့်တော်လှန်နိုင်သည်ဆက်9တပ်ကောင်းဆောင်ကောင်းသည်မိမိတပ်ကိုမဖျက်ဆီးဘဲအောင်မြင်စေတတ်သည်နှစ်ဆက်တပ်ကောင်းဆောင်ကောင်းသည်မိမိစစ်သားများကိုအရှုံးမပေးဘဲရန်သူအားအနိုင်ယူနိုင်တတ်သည်နှစ်ဆက်တ၏အတိုင်းစစ်ပညာ၌အောင်မြင်ခြင်းသည်ရန်သူအင်အားကိုသိမြင်နိုင်စွမ်းနှင့်မိမိအင်အားကိုကင်တွယ်စီမံနိုင်စွမ်းပေါ်မူတည်သည်စစ်ပညာစံစုတုံစု၏စစ်ပညာအခန်း၄အားနည်းခြင်းနှင့်အားကောင်းခြင်းတစ်စစ်ပွဲ၌အားနည်းခြင်းနှင့်အားကောင်းခြင်းကိုကင်တွယ်နိုင်စွမ်းသည်အောင်မြင်မှု၏တောချက်ဖြစ်သည်နှင့်မိမိတပ်ဖွဲ့၏အင်အားကိုစုစည်းပြီးများစွာအားပြင်းစေကရန်သူအားအားနည်းစေသည်သုံးတပ်အင်အားသည်များနေတော်လဲမစုပေါင်းနိုင်လျင်အကျိုးမရှိလေးမိမိတပ်ကိုတစည်းတစုတင်သွင်းပြီးရန်သူ၏တပ်ဖွဲ့များကိုကွဲပြားအောင်လုပ်ရမည်ငါမိမိတပ်ကိုတင်းကျပ်စွာစုစည်း၍မိမိအားသာချက်ဖြင့်ရန်သူအားအနိုင်ရစေခြင်းသည်အရေးပါသည်6ရန်သူသည်အားနည်းနေသောနေရာတွင်သာတိုက်ခိုက်ရမည်9တပ်ဖွဲ့တစ်ခု၏အင်အားသည်သူ၏ရှေ့တန်းကိုမျှတစွာချဲ့ထွင်ခြင်းဖြင့်မဖြစ်ပေါ်နိုင်သို့မဟုတ်အတွင်းပိုင်းတိုးဖွဲ့ခြင်းဖြင့်သာဖြစ်နိုင်သည်ရှေ့အရှေ့တန်းကိုကျယ်ပွင့်စေရန်အင်အားများကိုခွဲဖြန့်ခြင်းသည်တပ်ဖွဲ့အားနည်းစေသည်ကိုတပ်ဖွဲ့ကိုတင်းကျပ်စွာစုစည်းခြင်းသည်အင်အားအလုံးစုံဖြင့်တိုက်ခိုက်နိုင်စေသည်တစ်ဆက်စစ်ပွဲ၌မိမိအင်အားနှင့်အားနည်းချက်ကိုသိမြင်ပြီးနောက်တိုက်ခိုက်မှုကိုဆုံးဖြတ်ရမည်ဆက်တမိမိအင်အားကိုအားဖြည့်ကာရန်သူ၏အားနည်းချက်ကိုရှာဖွေရမည်ဆက်နှစ်တက်သည်တနေရာတွင်ပေါင်းစည်းကာတနေရာတွင်သာတိုက်ခိုက်ပါကအနိုင်ရလွယ်သည်ဆက်သုံးအင်အားမတန်ဘဲတနေရာထဲတွင်တိုက်ခိုက်ခြင်းသည်မရလက်ရနိုင်ဆက်လေးမိမိတပ်ကိုရန်သူကအလွယ်တကူခံမှန်းမရအောင်စနစ်တကျတင်းကျပ်စွာစီမံရမည်ဆက်ငါမိမိတပ်၏လှုပ်ရှားမှုကိုမမြင်နိုင်အောင်ရှောင်ကျဉ်ရမည်ဆက်6မိမိအင်အားကိုရှောင်ကွယ်ထားပြီးရန်သူအားမထင်မှတ်နိုင်အောင်လုပ်ရမည်ဆက်9ရန်သူသည်တပ်ဖွဲ့လှုပ်ရှားမှုကိုခံမှန်းနိုင်လျင်မိမိအကျိုးသက်သာမှုမရှိတော့ဆက်8ထို့ကြောင့်တပ်ဖွဲ့၏အင်အားပြည့်စုံကိုအကျိုးရှိသည့်နေရာတွင်သာအသုံးချရမည်ဆက်9မြည်သည့်အခါမဆိုမိမိအင်အားနှင့်ရန်သူအားကိုချိန်ညှိရမည်နှစ်ဆက်တက်၏အင်အားသည်တင်းကျပ်စွာစုပေါင်းခြင်းနှင့်ရှေ့တန်းချဲ့ထွင်ခြင်းကိုချိန်ညှိရာတွင်မူတည်သည်နှစ်ဆက်တစ်စစ်ပွဲ၌အင်အားကောင်းခြင်းသည်အချိန်နှင့်နေရာကိုကောင်းစွာချိန်ညှိနိုင်မှုဖြစ်သည်နှစ်ဆက်နှင့်မိမိအင်အားအများစုကိုရန်သူ၏အားနည်းနေရာ၌လွှတ်တင်ရမည်စစ်ပညာစံစုတုံစု၏စစ်ပညာအခန်း9စစ်နယ်မြေ၏အမျိုးမျိုး
တစ်စစ်ပွဲတွင်တပ်ဖွဲ့များကတိုက်ခိုက်ပြီးငြိမ်းချမ်းမှုမရှိဘဲချီတက်ကြသည်နှစ်စစ်တပ်ဖွဲ့များသည်တေချင်းနှင့်အသက်ရှင်ခြင်းတို့၏နယ်နိမိတ်တစ်လျှောက်၌တိုက်ခိုက်ခြင်းဖြစ်သည်သုံးစစ်ပွဲတွင်နေရာတစ်နေရာနှင့်တစ်နေရာကိုမရွေးဘဲတိုက်ခိုက်ခြင်းသည်နီးလန်းမရှိခြင်းဖြစ်သည်လေးတပ်ဖွဲ့တစ်ဖွဲ့သည်မိမိလှုပ်ရှားနေသည့်နေရာအပေါ်မျှတစွာသိမြင်မှုရှိရမည်ငါတပ်မတော်သည်အဓိကကျသောနေရာများကိုသိမြင်ပြီးထိန်းချုပ်နိုင်မှအားသာရမည်6တပ်ဖွဲ့သည်မြည်သည့်နေရာတွင်ရှုပ်ထွေးမှုရှိသည်နည်းမြည်သည့်နေရာတွင်လွယ်ကူမှုရှိသည်နည်းပြင်းတို့ကိုမျှတစွာသုံးသပ်ရမည်9ရှုပ်ထွေးနေရာသည်ဝင်ရခတ်ပြီးထွက်ရန်လွယ်သောနေရာဖြစ်သည်10လွယ်ကူသောနေရာသည်ဝင်ရလွယ်ကူပြီးထွက်ရန်လွယ်ကူသောနေရာဖြစ်သည်9နေရာတစ်ခုတွင်မိမိတပ်အင်အားစုစုစည်းပြီးတိုက်ခိုက်လျင်အနိုင်ရလွယ်သည်10ရန်သူတပ်အားနည်းသည့်နေရာတွင်ဖမ်းဆီးရမည်10တပ်တော်အားမူတည်စေသောနေရာကိုလေ့လာကာထိန်းချုပ်ရမည်10မြည်သည့်နေရာတွင်တပ်ဖွဲ့အားလွယ်ကူစွာတိုက်ခိုက်နိုင်သည်ဆိုသောမလျှော့ချပိုင်စွမ်းမှုရှိရမည်10မြည်သည့်နေရာတွင်ရန်သူတပ်အားကြက်တဲစွာဖိအားပေးနိုင်သည်ဆိုသောဦးတည်ရမည်14နေရာများကိုတေချာစွာခွဲခြမ်း၍တပ်ဖွဲ့၏တေချာမြ мян ဆုံးလှုပ်ရှားမှုများကိုဆောင်ရွက်ရမည်15တပ်တော်သည်နေရာမှန်ကန်သောနေရာတွင်တင်လှုပ်ရှားသင့်ပြီးလွန်စွာတိုးချဲ့ခြင်းကိုမလုပ်သင့်16တပ်တော်သည်ခြေလမ်းချမှတ်ရာတွင်နေရာအတွင်အပြင်အပေါ်မှန်ကန်စွာတွေးခေါ်ရမည်18နေရာမှန်ကန်သောနေရာတွင်မကွဲမပြားစွာတပ်ဖွဲ့ကိုတည်ထားခြင်းသည်အနိုင်ရရန်အခြေခံဖြစ်သည်18တပ်မတော်သည်အချိန်မီလှုပ်ရှားမှုကိုအခြေခံပြီးတပ်ဦးများအားဦးတည်စေရမည်19တပ်ကောင်းဆောင်ကောင်းသည့်နေရာအပေါ်မှန်ကန်သောအမြင်ရှိသည်20ရန်သူအင်အားတည်တတ်မှုမြေမျက်နှာတွင်ပြင်သိမြင်မှုတို့သည်တပ်ကောင်းဆောင်၏အောင်မြင်မှုကိုဆုံးဖြတ်ပေးသည်စစ်ပညာစံစုတုံစု၏စစ်ပညာအခန်း6အားနည်းသူအားမင်္ဂလာပြုခြင်းတမိမိအင်အားနည်းသောအခါရန်သူအားရှောင်ရှားရမည်နှစ်မိမိအားသာသောအခါရန်သူအားတိုက်ခိုက်ရမည်သုံးမိမိအားနည်းတော်လဲရန်သူအားပြဿနာဖြစ်စေမည်လှည့်ကွက်များပြုလုပ်ရမည်လေးမိမိအားနည်းသည့်အခါမျက်နှာပြင်ပေါ်တွင်တိတ်ဆိတ်စွာတည်နေ၍မိမိအင်အားအပြည့်ဖြစ်သည်ဟုရန်သူကိုလှည့်ဖြောက်ရမည်9ရန်သူအားမနည်းသည့်ပုံရိပ်ဖြင့်တွဲဝိုင်းရမည်6မိမိအားနည်းသည့်အခါစစ်ပွဲဖြစ်စေခြင်းမပြုဘဲအခွင့်အရေးများရှာဖွေရမည်9တပ်ကောင်းဆောင်ကောင်းသည်မိမိတပ်အားအကျွင့်မဲ့ကာကွယ်ကာရန်သူ၏အားနည်းချက်ကိုသာမူတည်၍တိုက်ခိုက်သည်ရှေ့ရန်သူအားအကြည့်လျှောက်ကာမိမိအားနည်းမှုကိုမဖော်ထုတ်ရ9မိမိအားနည်းမှုကိုဖုံးကွယ်ပြီးရန်သူအားလှည့်ဖြောက်ရမည်10မိမိတပ်ဖွဲ့အင်အားကောင်းသောအခါအပြည့်အဝတိုက်ခိုက်ရမည်10မိမိတပ်အားနည်းသောအခါစစ်တပ်အားကြိုးစားအားထုတ်ကာကွယ်ရေးအနေဖြင့်တည်နေထိုင်ရမည်12တပ်ကောင်းဆောင်သည်မိမိတပ်၏အားနည်းချက်များကိုအသိအမြင်ရှိရမည်13မိမိအင်အားနည်းသည့်အခါထိထိရောက်ရောက်ဖုံးကွယ်၍ရန်သူကိုတင်းတိတ်ရမည်14မိမိတပ်၏အားနည်းချက်ကိုသိပြီးနောက်မိမိအားနည်းခြင်းကိုရှင်းလင်းစွာကာကွယ်ရမည်15တပ်ကောင်းဆောင်ကောင်းသည်မိမိတပ်အားလုံး၏အားနည်းချက်များကိုပြည့်စုံစွာသိမြင်ပြီးနောက်မိမိတပ်ကိုအောင်မြင်မှုသို့ဦးတည်စေတတ်သည်16စစ်ပွဲတွင်အားနည်းမှုကိုမဖြစ်နိုင်အောင်ကာကွယ်ပြီးအားသာချက်ဖြင့်သာတိုက်ခိုက်ရမည်18မိမိအားနည်းတော့လဲရန်သူအားမတိတာစေဘဲရှောင်ကျဉ်မှုနှင့်တီးခံမှုဖြင့်ဖျက်ဆီးရမည်18အကြောင်းမျိုးမျိုးကြောင့်မိမိအားနည်းမှုကိုဖုံးကွယ်ပြီးရန်သူအားသာစေမည့်အခွင့်အလမ်းများမဖြစ်စေရ19တပ်ကောင်းဆောင်သည်မိမိတပ်၏အားနည်းချက်များကိုသိပြီးစွမ်းအားအပြည့်ဖြင့်ဦးတည်တတ်နိုင်ရမည်20မိမိအင်အားကောင်းသောအခါတွင်သာတိုက်ခိုက်၍အနိုင်ရရန်ကြံစည်ရမည်စစ်ပညာစံစုတုံစု၏စစ်ပညာအခန်း9စစ်ရင်ဆွဲနယ်မြေများတစ်စစ်ပွဲတွင်နယ်မြေများသည်အမျိုးမျိုးခွဲခြားနိုင်သည်နှက်မြတသောနယ်မြေသည်မိမိနှင့်ရန်သူနှစ်ဦးစလုံးအားသာမှုမရှိသည့်နေရာဖြစ်သည်3အလွန်အကျွံဝေးလွန်းသည့်နယ်မြေတွင်ရန်သူအားပဋိပက္ခဖြစ်စေမည်မဟုတ်ပေ4အကျိုးရှိသောနယ်မြေသည်မိမိနှင့်ရန်သူနှစ်ဖက်စလုံးအတွက်အရေးကြီးသောနေရာဖြစ်သည်5ရာသီမညီသောနယ်မြေသည်တပ်ဦးများနှင့်အတူပျောက်ဆုံးနိုင်သည့်အန္တရာယ်ရှိသည်6ချုပ်နယ်မြေသည်ဝင်ရခတ်ပြီးထွက်ရန်လွယ်ကူသောနေရာဖြစ်သည်9မြင့်မြတ်သောနယ်မြေတွင်မိမိတပ်စွမ်းအားထပ်ပို၍ပြုလုပ်နိုင်သည်8အနီးနားနယ်မြေသည်မိမိတိုင်းပြည်နှင့်နီးစပ်သဖြင့်လွယ်ကူစွာထောက်ပံ့နိုင်သည်9အရှိတန်းတွင်မိမိစစ်သားများအားလုံခြုံစွာတပ်မှတ်ထားနိုင်သည်10နယ်မြေကိုမျှတစွာသုံးသပ်၍မိမိတပ်၏အားသာချက်ဖြစ်အောင်အစီအစဉ်ချရမည်17မြည်သည့်နယ်မြေကိုမဆိုမျှတစွာကျင့်သုံးနိုင်ရမည်12တပ်ကောင်းဆောင်ကောင်းသည်
နယ်မြေများကိုတည်သက်စွာခွဲခြားသိမြင်ပြီးမိမိတပ်အားအကျိုးအမြတ်ရှိစေသည့်နေရာများ၌သာလှုပ်ရှားစေတတ်သည်13နယ်မြေများတွင်တပ်ဦးများ၏တပ်တန်းကိုချဲ့ထွင်နိုင်သည့်နေရာများကိုရွေးချယ်ရမည်14မိမိတပ်အားတေမင်းပေးနိုင်သည့်နယ်မြေများတွင်အထူးသတိထားရမည်15မိမိတပ်ဖွဲ့အားအန္တရာယ်ရှိသည့်နေရာတွင်မထားသင့်16နယ်မြေများ၏အနာဂတ်ရလဒ်ကိုကြိုတင်ခန့်မှန်းပြီးအစီအစဉ်ချရမည်18မည်သည့်နေရာတွင်မိမိအားသာမှုရှိသည်နည်းမည်သည့်နေရာတွင်ရန်သူအားသာမှုရှိသည်နည်းကိုမျှတစွာသိမြင်ရမည်18မိမိတပ်အားကောင်းစေသောနေရာများတွင်သာတတ်မှတ်ရမည်19မိမိတပ်အားနည်းစေသောနေရာများကိုရှောင်ရှားရမည်20နယ်မြေကိုသိမြင်ခြင်းသည်စစ်ပွဲအောင်မြင်မှု၏အဓိကအခြေခံဖြစ်သည်စစ်ပညာစံစုတုံစု၏စစ်ပညာအခန်း၈ကိုယ်တိုင်ကယ်တင်မှုနည်းလမ်းများတပ်ခေါင်းဆောင်ကောင်းသည်မိမိတပ်အားအန္တရာယ်အနေနှင့်မထိခိုက်စေရန်နည်းစနစ်ဖြင့်ကာကွယ်တတ်ရမည်နှစ်တပ်တော်ကိုအန္တရာယ်ဖြစ်စေသည့်နေရာများတွင်မထားသင့်3မိမိတပ်ကိုရန်သူအင်အားကြီးသောနေရာတွင်မတင်သင့်4မိမိတပ်အားနည်းစေမည့်နေရာကိုရှောင်ရှားရမည်5မိမိတပ်ကိုအမြဲတမ်းအားသာနေသောနေရာ၌ထိန်းသိမ်းရမည်6ရန်သူအားတိုက်ခိုက်ရန်အခွင့်ကောင်းမှသာတပ်အားအပြည့်အဝအသုံးပြုရမည်9တပ်အားနည်းသည့်အခါတိုက်ခိုက်ခြင်းမပြုရ10မိမိတပ်အားအမြဲတေချာစွာကြီးကြပ်ထိန်းသိမ်းပြီးမလွတ်တောင့်စေသင့်9တပ်အားအပေါ်ပိုင်းလိုက်မျှတစွာဂရုတစိုက်ညှိနှိုင်းရမည်10စစ်မတော်မချင်းတပ်ဖွဲ့၏ရှေ့တန်းနောက်တန်းများကိုတည်သက်စွာစီမံရမည်10တပ်တော်အားစားနပ်ရိက္ခာပေးရန်စစ်စင်ရေးကိရိယာပေးရန်အချိန်မီကြိုတင်ပြင်ဆင်ထားရမည်12မိမိတပ်အားရန်သူ၏အန္တရာယ်ကင်းသောနေရာမှတိုးမြင့်ခြင်းဖြင့်သာတိုက်ခိုက်ရမည်13မိမိတပ်သည်တနေရာတွင်အားသာခြင်းတနေရာတွင်အားနည်းခြင်းမဖြစ်စေရ14တပ်တော်၏လှုပ်ရှားမှုကိုတိတိကျကျစီမံကာအားနည်းမှုမဖြစ်စေရ15စစ်ပွဲတွင်မည်သည့်အခါတွင်တိုက်ခိုက်ရမည်မည်သည့်အခါတွင်တည်ငြိမ်ရမည်ကိုကြိုတင်သိမြင်ရမည်16တပ်ခေါင်းဆောင်ကောင်းသည်တပ်၏အားနည်းအောင်မြင်မှုနှင့်ရန်သူ၏အားနည်းချက်များကိုတိတိကျကျသိမြင်ရမည်18မိမိတပ်အားအမြဲတမ်းအားနည်းမှုထက်အားကောင်းမှုရှိအောင်ထိန်းသိမ်းရမည်18မိမိတပ်အားအန္တရာယ်ကင်းသောနေရာတွင်သာလှုပ်ရှားစေပြီးမည်သည့်အချိန်တွင်တိုက်ခိုက်ရမည်ကိုမုံမြတ်စွာချမှတ်ရမည်19မည်သည့်အခါမျှမိမိတပ်အားအလွန်မဲ့စေခြင်းစနစ်ကင်းစေခြင်းကိုခွင့်မပြုရ20မိမိတပ်အားတင်းကျပ်စွာထိန်းသိမ်းခြင်းသည်အောင်မြင်စေသောတတ်တစ်စောင်ဖြစ်သည်စစ်ပညာစံစုတုံစု၏စစ်ပညာအခန်းကိုယ်တိုင်အမြန်ဆုံးတုံ့ပြန်နိုင်ခြင်းတပ်ခေါင်းဆောင်သည့်တပ်ဖွဲ့အားအမြန်ဆုံးတုံ့ပြန်နိုင်စွမ်းရှိစေရန်အစီအစဉ်ချမှတ်ရမည်နှစ်ရန်သူအင်အားကောင်းသည့်အခါအလင်းမြန်စွာရှောင်ကျဉ်ရမည်3ရန်သူအားနည်းသည့်အခါအလင်းမြန်စွာတိုက်ခိုက်ရမည်4တပ်တော်သည်အမြန်ဆုံးလှုပ်ရှားနိုင်ရန်တင်းကျပ်စွာစီမံရမည်5တပ်တော်အားအမြဲတမ်းအလွတ်မဖြစ်စေဘဲတင်းကျပ်စွာထိန်းသိမ်းရမည်6ရန်သူ၏အားနည်းချက်ကိုမြန်အသုံးချနိုင်ဖို့အစီအစဉ်ရှိရမည်9မိမိတပ်သည်ရန်သူအားထိရောက်စွာတိုက်ခိုက်နိုင်ရန်အမြန်ဆုံးတုံ့ပြန်နိုင်ရမည်10တပ်တော်အားအမြဲတမ်းပြင်ဆင်ထား၍မည်သည့်အချိန်တွင်မဆိုတုံ့ပြန်နိုင်စေရမည်9မိမိတပ်၏လှုပ်ရှားမှုသည်ရန်သူအားမမြင်နိုင်အောင်လှုပ်ဝက်စွာလှုပ်ဆောင်ရမည်10မိမိတပ်အားအမြန်ဆုံးချီတက်နိုင်စေဖို့အထူးသတိထားရမည်10စစ်ပွဲ၌အနိုင်ရရန်တပ်၏လှုပ်ရှားမှုမြန်နှုန်းသည်အဓိကဖြစ်သည်12တပ်တော်သည်တုံ့ပြန်မှုနေနည်းမှုလေးပေါ်မူတည်၍အနိုင်ပြောင်းနိုင်သည်13မိမိတပ်အားအမြန်ဦးတည်စေနိုင်ရန်နည်းစနစ်ကျပြင်ဆင်ရမည်14တပ်ခေါင်းဆောင်ကောင်းသည်တပ်၏လှုပ်ရှားမှုမြန်နှုန်းကိုလက်ခံ၍စီမံနိုင်သည်15မိမိတပ်အားတိုက်ခိုက်မှုဖြစ်မီအမြန်ဆုံးပြင်ဆင်ပြီးစီးထားရမည်16မိမိတပ်အားမတူညီသောအခြေအနေများတွင်မမြန်မနှောက်တုံ့ပြန်နိုင်စေရမည်18တပ်ခေါင်းဆောင်သည်အချိန်နှင့်အခြေအနေကိုမြန်ချိန်ညှိနိုင်ရမည်18တပ်ဖွဲ့အားအမြန်ဆုံးတုံ့ပြန်နိုင်စွမ်းဖြင့်ပံ့ပိုးကာအနှိမ့်ဆုံးအန္တရာယ်ဖြင့်ရန်သူအားထိန်းချုပ်ရမည်19စစ်ပွဲ၌တပ်၏တုံ့ပြန်မှုမြန်နှုန်းသည်အနိုင်အပိုင်အခြေခံဖြစ်သည်20မည်သည့်အချိန်မဆိုမြန်မာလှုပ်ရှားနိုင်ခြင်းသည်တပ်ဖွဲ့ကိုအနိုင်ရစေသည်စစ်ပညာစံစုတုံစု၏စစ်ပညာအခန်း10မြေမျက်နှာတွင်ပြင်ကိုအသုံးချခြင်းစစ်ပွဲ၌မြေမျက်နှာတွင်ပြင်ကိုနားလည်အသုံးချနိုင်စွမ်းသည်အောင်မြင်မှုအတွက်အဓိကဖြစ်သည်နှင့်မြေမျက်နှာတွင်ပြင်ကိုအခြေခံပြီးရန်သူအင်အားကိုအားနည်းစေခြင်းမိမိတပ်အားကောင်းစေခြင်းများပြုလုပ်ရမည်
သုံးမြေမျက်နှာတွင်ပြင်သည်တက်မတော်ဤတိုက်ခိုက်မှုနှင့်ကာကွယ်မှုနှစ်ခုစလုံးပေါ်တိုက်ရိုက်တက်ရောက်သည်လေးမြေမျက်နှာတွင်ပြင်အနေထားကောင်းကောင်းအားဖြင့်ရန်သူအားဖယ်ရှားနိုင်သည်ငါးမြတ်သောမြေမျက်နှာတွင်ပြင်တွင်မိမိနှင့်ရန်သူသည်အတူတူအားသာမှုရှိသည်6အမြင့်မြေပြင်တွင်ရှိခြင်းသည်တက်တော်အားသာမှုပေးသည်9မြေမြင့်ထက်နေပြီးနေအလင်းပေါ်လည်းတက်တန်းယူနိုင်သည့်နေရာသည်မိမိတက်အတွက်အကျိုးရှိစေသည်10မြေမြင့်တွင်ရှိခြင်းကတပ်ဖွဲ့ကိုမြ мян ကူးဖြတ်ခြင်းနှင့်လွယ်ကူစွာတိုက်ခိုက်နိုင်စေသည်9မြေမြင့်တွင်မရှိဘဲမျှတသောနေရာတွင်တက်မတော်ထိုင်ရလျင်အခြေအနေသည်ပိုမိုခက်ခဲမည်10မြေမြင့်ကတက်တာစေတော်လဲတော်တော်ကောင်းမွန်သောစီမံခန့်ခွဲမှုမရှိလျင်အကျိုးမရနိုင်11မြေမျက်နှာတွင်ပြင်အသုံးချမှုမှန်ကန်မှုသည်တက်တော်အားတိုက်ခိုက်မှု၌အသာပေးမည်12တက်ကောင်းဆောင်ကောင်းသည်မြည်သည့်နေရာတွင်ရှိရမည်မြည်သည့်နေရာကိုရှောင်ရှားရမည်ကိုသိမြင်နိုင်ရမည်13မိမိတက်ကိုအနှိမ့်မြေတစ်ခုတွင်အချိန်ကြာကတ်ထားခြင်းသည်အန္တရာယ်ရှိသည်14မြေမြင့်နေရာကိုထိန်းချုပ်ထားသောတက်သည်ပို၍အားသာသည်15မြေမျက်နှာတွင်ပြင်ကောင်းစွာအသုံးချနိုင်သောတပ်ဖွဲ့သည်တိုက်ခိုက်မှုတွင်အမြဲအားသာမည်16မြည်သည့်အချိန်တွင်မဆိုမြေမျက်နှာတွင်ပြင်ကိုလေ့လာသုံးသပ်ပြီးမိမိအားသာမှုကိုပိုမိုတိုးမြင့်ရမည်18မတော်တဆအခြေအနေတွင်မြေမျက်နှာတွင်ပြင်အားအပြည့်အဝအသုံးချခြင်းဖြင့်ရန်သူအားကောင်းစွာဆန့်ကျင်နိုင်သည်18တက်တော်အားမြေမျက်နှာတွင်ပြင်ကောင်းမွန်ခြင်းသည်မဖြစ်မနေလိုအပ်သည်19မြတ်သောနေရာတွင်တင်စစ်စင်ရေးပြုလုပ်ရလျင်ပိုမိုတည်သက်စွာစဉ်းစားရမည်20တက်ကောင်းဆောင်သည့်အမြဲတမ်းမြေမျက်နှာတွင်ပြင်အားအကျိုးရှိစွာအသုံးချနိုင်ရမည်စစ်ပညာစံစုတုံစုဤစစ်ပညာအခန်း7ကိုယ်တိုင်တတိပြုခြင်းနှင့်ရန်သူအားဖော်ထုတ်ခြင်းတစစ်ပွဲ၌ကိုယ်တိုင်တတိပြု၍အချိန်မီလှုပ်ဆောင်နိုင်ခြင်းသည်အောင်မြင်မှု၏အဓိကသောချက်ဖြစ်သည်နှင့်မိမိတက်၏အားနည်းချက်များကိုသိမြင်ပြီးရန်သူအင်အားအပေါ်မမူတည်ဘဲတည်ကြည်စွာလှုပ်ရှားရမည်သုံးမိမိ၏အားနည်းမှုကိုဖုံးကွယ်၍ရန်သူအားနည်းစေဖို့ကြိုးစားရမည်လေးမိမိတက်၏အားနည်းချက်ကိုမဖော်ထုတ်ဘဲရန်သူ၏အားနည်းချက်ကိုလေ့လာဖော်ထုတ်ရမည်ငါမိမိအင်အားနည်းသောအခါတိုက်ခိုက်မှုမပြုဘဲအခွင့်အလမ်းလိုက်စားရမည်6မိမိအင်အားပြည့်စုံသောအခါတွင်သာရန်သူအားတိုက်ခိုက်ရမည်9မိမိတက်အားအမြဲတမ်းတင်းကျပ်စွာထိမ့်သိမ်းပြီးမြည်သည့်အချိန်တွင်မဆိုအ ਨੇ ဆုံးနောက်ဆုတ်ရန်အစဉ်သင့်ဖြစ်ရမည်ရှစ်တက်ဖွဲ့အားမြ мян ဆန်ဆန်အနေနှင့်လှုပ်ရှားနိုင်အောင်စီမံရမည်9တက်ကောင်းဆောင်သည်မိမိတက်၏အခြေအနေကိုတည်တတ်စွာသိမြင်ရမည်10မိမိတက်အားရန်သူကြည့်မြင်နိုင်စေသည့်အနေအထားတွင်မထားသင့်17မိမိတက်ကိုဖုံးကွယ်၍ရန်သူအားဖြူဟာလမ်းကြောင်းမစေရမည်12ရန်သူအားမိမိ၏အင်အားအစစ်မမြင်နိုင်အောင်လှည့်ဖြောက်ရမည်13တက်ကောင်းဆောင်ကောင်းသည်ကိုယ်တိုင်တတိပြုခြင်းအဖြစ်မိမိတက်၏အနာဂတ်ကိုအောင်မြင်စေနိုင်သည်14တက်၏အားနည်းချက်ကိုမဖော်ထုတ်ဘဲစစ်ဗျူဟာနှင့်ဖြတ်တန်းရမည်15မိမိတက်အားအမြဲတမ်းအစည်းအဝေးကောင်းစွာထိမ့်သိမ်းပြီးအဖွဲ့လိုက်ပေါင်းစည်းမှုရှိရမည်16အားနည်းချက်ဖြစ်စေနိုင်သည့်အခြေအနေများကိုမဖြစ်စေဘဲမျှတစွာဂရုစိုက်ရမည်18တပ်ဖွဲ့အားတေချာစွာထိန်းချုပ်ခြင်းသည်စစ်ပွဲအနိုင်ရခြင်း၏အခြေခံဖြစ်သည်18မိမိတက်အားရန်သူမမြင်နိုင်အောင်ကာကွယ်ဖို့မဖြစ်မနေကြိုးစားရမည်19မိမိတက်၏လှုပ်ရှားမှုကိုမတိမတာဖြစ်အောင်လှုပ်ဆောင်ရမည်20တက်ကောင်းဆောင်သည်မိမိအင်အားကိုရှောင်ကွယ်နိုင်ုံသာမကရန်သူအားမိမိ၏အင်အားအပေါ်မှားယွင်းသဘောထားပေးနိုင်ဖို့လိုအပ်သည်စစ်ပညာစံစုတုံစုဤစစ်ပညာအခန်း7စစ်ထုတ်သမားများအသုံးချခြင်းတစ်စစ်ပွဲ၌မိဖြင့်တိုက်ခိုက်ခြင်းကိုအသုံးချနိုင်သည်နှင့်မိဖြင့်ရန်သူ၏စစ်တပ်စစ်ရင်ဆွဲများအယောင်းဝယ်နေရာများကုန်စည်တိုးလောင်နေရာများစစ်တီများ၏စားနပ်ရိက္ခာစသည့်နေရာများကိုဖျက်ဆီးနိုင်သည်သုံးမိဖြင့်တိုက်ခိုက်ရာတွင်ရာသီဥတုနှင့်သက်ဆိုင်မှုရှိသည်လေးမိထွန်းရန်တင့်လျော်သည့်အချိန်မှာချုပ်ပေါက်လေတိုက်၍မိုးရွာမှုမရှိသည့်ရာသီဖြစ်ရမည်ငါးမိဖြစ်ခြင်းမှရန်သူအားထိခိုက်စေရန်တက်တော်သည်အလင်းမြန်ဆုံးတိုက်ခိုက်ရမည်6မိနှင့်တိုက်ခိုက်ပြီးနောက်အခွင့်အလမ်းရှိသည့်အခါတက်တော်သည်ချက်ချင်းဝင်ရောက်ရမည်9မိထွန်းပြီးနောက်အခွင့်အလမ်းမရှိလျင်တက်ကိုနောက်သို့ဆုတ်ရမည်10မိဖြင့်တိုက်ခိုက်ခြင်းသည်တက်တာပေမဲ့တေချာစီမံရမည်9မိဖြစ်စေတော့လဲမတော်တဆဖြစ်စေနိုင်သဖြင့်တေချာစွာထိန်းချုပ်ရမည်10မိဖြင့်တိုက်ခိုက်မှုအောင်မြင်စေခြင်းလျင်တိုက်ခိုက်ပြီးနောက်မိမိတက်အားအမြန်ဆုံးလှုပ်ရှားရမည်17မိဖြင့်တိုက်ခိုက်မှုသည်တအူးများအားအ ਨੇ ဆုံးအန္တရာယ်ဖြစ်စေတော့လဲထိရောက်မှုအမြင့်ဆုံးဖြစ်သည်
ဆယ်နှစ်စစ်ပွဲတွင်တဘာဝအန္တရာယ်မီးရေစီးမိုးရွာကိုအသုံးချနိုင်တော်လဲမိမိအားတိဆောက်မှုကိုအခြေခံရမည်ဆယ်သုံးမီးဖြင့်တိုက်ခိုက်ခြင်းတွင်အောင်မြင်မှုသည်လေယာတီနှင့်အချိန်ပေါ်မူတည်သည်ဆယ်လေးတက်ကောင်းဆောင်ကောင်းသည်တဘာဝအခြေအနေကိုမှန်ကန်စွာအသုံးချတတ်ရမည်ဆယ်ငါစစ်ပွဲတွင်မိကိုသာမတွေးတတ်ဘဲအခြားနည်းလမ်းများဖြင့်လည်းအနိုင်ရနိုင်ရမည်